Thank you. အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကျွန်တော် protocol observed. ဦးကျော်မိုးထွန်း The situation of ဒီကုလသမဂ္ဂမာနေပြီးတော့မိခွန်းပြောသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေး crisis. ဆွေးနွေးပြရစီသုံးသပ်ပြရစီ The Rohingya အဲ့တော့သူ့ရဲ့မူရင်းဗီဒီယိုကဘယ်လောက်ရှည်လဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ DPP မှာတင်ထားတဲ့ဗီဒီယိုကတော့3မိနစ်စွန်းစွန်းနဲ့မိနစ်ပိုင်းလောက်တော့ရှိအစက္ကန့်ပိုင်းလောက်တော့ရှိမယ်အဲ့တော့သူအဓိကပြောသွားတဲ့အကြောင်းရင်းကမြန်မာနိုင်ငံမှာဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့ပြီးလို့ရှိရင်ဟိုဘက်ကခိုးဝင်ဒီရိုဟင်ဂျာလို့ခေါ်တဲ့ဘင်္ဂလီတွေပြည်တွင်းတွေကိုပြန်လာနိုင်ဖို့အတွက်တရားမျှတမှုရရှိဖို့အတွက်အဓိကသူ highlight လုပ်ပြီးတော့ပြောသွားတာနှစ်ခုရှိတဲ့အကြောင်းအရာအဲ့အကြောင်းအရာနှစ်ခုထဲမှာဟာလားအဲ့သူပြောတဲ့မေခွန်းတစ်ခုလုံးမှာမေခွန်းရဲ့3ပုံ2ပုံလောက်မှာအဲ့ရိုဟင်ဂျာဆိုတဲ့ဘင်္ဂလီတွေဒီခိုးဝင်တဲ့အကြောင်းကို2ပုံလောက်ပြောသွားတယ်ကျန်တဲ့1ပုံလောက်ကပြည်သူတွေတောက်ခတ်ရောက်နေတယ်ဆိုတဲ့အကြောင်းလောက်ပဲသူထည့်ပြီးတော့ဒါမဖြစ်မနေပြောရမယ်ကိစ္စမလို့ပြောသွားတာ ਨੇ တူပါတယ်အဓိကပြောချင်တာကအဲ့ဒီဘင်္ဂလီတွေဖြစ်တဲ့ဒီရိုဟင်ဂျာတွေလို့ခင်ဗျားတို့အန်ယူဂျီကခေါ်နေတဲ့ခင်ဗျားတို့ခေါ်တဲ့ရိုဟင်ဂျာပေါ့ဗျာကျွန်တော်တို့ကတော့ရိုဟင်ဂျာလို့လည်းမခေါ်ပါဘူးเนาะသူတို့တွေကဘလို့ဒုက္ခရောက်နေပါတယ်ဘလို့ဟာလားမမြတ်မတတ်ဆက်ဆံခံနေရပါတယ်ဘလို့လူခွင့်ရရှိုးပေါက်ခံနေရပါတယ်သူတို့ဘလို့ပုံစံနဲ့ပြန်လာရင်မြန်ပြန်လာအောင်ဘလို့လုပ်ရမလဲဒီเจ้าညာတွေပဲအဓိကဦးစားပေးပြီးတော့သူပြောသွားတယ်အဓိကဒီမေးခွန်းတစ်ခုလုံးမှာပေါ်လွင်စေခြင်းတဲ့အကြောင်းအရာလေဒါပဲအဓိကရွေချက်ကလည်းဒါပဲအဲ့တော့အန်ယူဂျီဆိုတာအမှန်တကယ်တော်လိုင်းကိုလုံနေတဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုတာခင်ဗျားတို့နားလေသိမ့်ပြီသဘောပေါက်သိမ့်ပြီနော်ဒီလောက်ထိဒေါ်အောင်ဆန်းစုကြည်ကိုလည်းတရားစွဲထားတယ်ဗျာနော်ဖမ်းဝရမ်းထုတ်တဲ့အထက်မှာလည်းထည့်ထားပြီဒေါ်အောင်ဆန်းစုကြည်ဆိုတာလေအန်ယူဂျီထဲမှာပါဝင်နေတဲ့ပုံကိုတယောက်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဝင်းမြင့်ဆိုတာအန်ယူဂျီထဲမှာပါတယ်သိလားခင်ဗျားတို့အဲ့ဒါတွေကိုသိကြလားမသိကြဘူးမလားဘယ်သိမလဲခင်ဗျားတို့ကငတုံးနေဘူးအန်ယူဂျီထဲမှာပါတဲ့လူတွေကိုအန်ယူဂျီအစိုးရကပြန်ပြီးတော့တရားစွဲတယ်အောင်ကျော်မိုးတို့အုပ်စုတရားစွဲတာကြားလို့မှကောင်းကြသေးရလားဟမ်ကြားလို့မှကောင်းကြသေးရလားအဲ့ဒီခင်ဗျားတို့အရန်ချစ်တဲ့အရန်တန်မိုးထားတဲ့အရန်မြန်နိုးတဲ့အရန်ကိုတဲလှောက်တုံအောင်ချစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုလေအဲ့ဒီဥကြုံမိုးထွန်းကမြန်မာနိုင်ငံအတွင်းကိုပြန်လာစေခြင်းနဲ့ဆိုတဲ့ဒီဘင်္ဂလားဒေ့ရှ်မှာဒုက္ခသည်စခန်းမှာရှိတဲ့လူတွေကဘာလုပ်တယ်မှလဲလမ်းပေါ်မှာရှာပြီးတော့ဖနှက်နဲ့ရိုက်တယ်သေးနဲ့ပန်းတယ်ဖနှောင်းနဲ့တက်နင်းတယ်ဖနှောင်းနဲ့တိုက်တယ်နော်ဒါတွေကိုခမရတို့တိရက်နဲ့ကိုခမရတို့လုံနေကြတာအဲ့တော့ခမရတို့တွေကဘလူလူတန်းစားတယ်ဘလူလူမျိုးတွေလဲဒီလောက်ဒီကိုခေါင်းဆောင်နဲ့ထောက်ခံတဲ့လူတွေကိုလေခင်ဗျာဒီလောက်ဒီစော်ကားမော်ကားလုံနေပြီနော်ရခိုင်နေဒီလိုမလုပ်ဘူးရှင်းရှင်းပြောတာရခိုင်နေဒီလိုမလုပ်ဘူးကရင်နေဒီလိုမလုပ်ဘူးပါစားအပြင်းမဲ့ပြောချင်ပြောလိမ့်မယ်နော်အဲ့တော့ဒီတော်လိုင်းရေးကဒီတော်လိုင်းရေးကိုမျောလင်းတကြီးကြီးဒုက္ခခံပြီးတော့ပြည်သူတွေကိုအန်ယူဂျီကရောင်းစားသွားပြီဘသူတွေရဲ့လက်ထက်ရောင်းစားလိုက်တယ်လဲမေးရဲ့ဒီခိုးဝင်ဘင်္ဂလီတွေရဲ့လက်ထဲကိုရောင်းစားလိုက်ပြီဘာဖြစ်လို့လဲဆိုတော့သူတို့ကတော်လိုင်းအောင်ဖို့မအောင်ဖို့ဆိုတာထက်သူတို့ပတ်ဆိုင်ရဖို့ OICC ကပတ်ဆိုင်ရဖို့အဲ့တော့အန်ယူဂျီငါအကြံတစ်ခုပေးမယ်အန်ယူဂျီမှာရှိတဲ့လူတွေကိုဇင်မာအောင်တို့ဇော်ဝေစိုးတို့ကျော်မိုးထွန်းတို့နော်ဂျန်နဲ့ခိုင်းပါတွေဒူကလက်ချီလာတို့ဘာလို့ဆိုတာထားလိုက်တော့ဒီကောင်တွေကဘာမှသုံးမကြတဲ့ကောင်တွေအကုန်အဲ့ကောင်တွေကဇော်ဝေစိုးတို့ခိုင်းစားထားတယ်အဲ့တော့အဲ့ဒီဇော်ဝေစိုးတို့နော်ကျော်မိုးထွန်းတို့ဇင်မာအောင်တို့ပြောပြစေမင်းတို့အဲ့လောက်ထိတောင်မှပတ်စံငန်းတက်ပြီးတော့ပြည်သူလူထုတွေကိုဒီလိုမလိတပတ်နဲ့ဒီခိုးဝင်တွေလက်ထဲကိုရောင်းစားချင်နေတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ရောင်းစားစရာမလိုဘူးကျွန်တော်အကြံတစ်ခုပေးမယ်အဲ့ဒီအရန်ချစ်လာပါတယ်ဆိုတဲ့အရန်ခင်ဗျားတို့ချစ်လာဇော်သွားအဲ့ဒီခိုးဝင်နေဘင်္ဂလီတွေလို့ခေါ်တဲ့ခင်ဗျားတို့ရိုဟင်ဂျာတွေလို့ခေါ်တဲ့လူတွေကိုခင်ဗျားတို့ထိန်းချုပ်ထားတဲ့အဲ့ဒီစကိုင်းဘက်တို့မကွေးဘက်တို့ခင်ဗျားတို့အန်ယူဂျီမှာထိန်းချုပ်နေမြဲရှိတယ်လို့ခင်ဗျားတို့ပါဇက်ကပြောနေတယ်မလားခင်ဗျားတို့အမြဲတမ်းပြောနေလေအဲ့ဒီနေရာတွေမှာသူတို့ကိုခွဲတန်းချပေးလိုက်နေရာချထားပေးလိုက်နော်အဲ့ဆိုလို့ရှိရင်ခင်ဗျားတို့လည်းဘာမှအလုပ်ရှုပ်စရာမလိုတော့နိုင်ငံတကာမှာရှိတဲ့မွတ်စလင်နိုင်ငံတွေကလှူတဲ့ငွေတွေကုလသမဂ္ဂကလှူတဲ့ငွေတွေအကုန်လုံးခင်ဗျားတို့လက်ထဲကိုရောက်လာလိမ့်မယ်နော်ခင်ဗျားတို့ကျွန်တော်အကောင်းဆုံးအကြံပေးနေတာနော်အရန်ကောင်းတဲ့အစီအစဉ်တော့ဒီအစီအစဉ်နဲ့ကောင်းတာမရှိတော့ဘူး
အဲ့တော့ဒါတွေကခမရတို့ဒီခိုးဝင်တွေကိုခမရတို့ပေါ်သေးသေးလို့မထင်နဲ့ဒါအမိုက်ပုံကရွှေတွေအဲ့ဒါရွှေထုတ်တယ်အဲ့ဒါကြောင့်မို့လို့လေဘင်္ဂလားဒေ့ရှ်နိုင်ငံအလကားလက်ခံထားတာမဟုတ်ဘူးပတ်စံရတယ်နော်ဒီဒုက္ခတွေတွေကပတ်စံရတယ်ဒီခိုးဝင်တွေဒီရိုဟင်ဂျာလို့ခေါ်တဲ့လူတွေကပတ်စံရတယ်ဥပမာဖြင့်ဘင်္ဂလားဒေ့ရှ်မှာဒုက္ခတွေဖြစ်နေလက်ခံထားတယ်ကုလသမဂ္ဂကပတ်စံပေးရတယ်ဒေါ်လာတစ်နှစ်ကိုတန်း100ဆိုရင်တန်း100တန်း60ဆိုတန်း60အမြဲတမ်းဒါသူတို့ကိုထောက်ပံ့ပေးနေရတယ်နော်အဲ့ဒါတွေကိုယူနွတ်တို့အုပ်စုတွေဟောအရင်ချင်းကအုပ်ချုပ်သွားတဲ့ဟာစီနာတို့ကဒါတွေသိတယ်နော်အဲ့ဒါကြောင့်မလို့လက်ခံထားတာဥပမာဖြင့်ကုလသမဂ္ဂကပတ်စံပေးတယ်ဆိုလို့ရှိရင်လေဒေါ်လာတန်း60ချပေးလိုက်တယ်ဒုက္ခတွေတယောက်ကိုဟာလားထမင်းနှစ်နပ်ပဲကျွေးအဲ့ဒီထမင်းတစ်နပ်မှာငါးနှစ်ကောင်ကျွေးဆိုလို့ရှိရင်ငါးတစ်ကောင်ပဲကျွေးတယ်ကျန်တဲ့တစ်ကောင်စားတွေကိုအဲ့ထဲကိုထည့်ထားတယ်အဲ့လိုအကြံဖန်လှုပ်လို့ရလို့ပတ်စံရလို့ဒီကောင်တွေကလက်ခံထားတာအဲ့ဒါကြောင့်မို့လို့လေကုလသမဂ္ဂဆိုတာအဲ့ဒါကြောင့်မို့လို့လေပြောတာနောက်တစ်ချက်ကုလသမဂ္ဂက OIC လက်ထဲကိုရောက်သွားပြီမယုံမရှိနဲ့ဒါကြောင့်မလို့ဒေါ်နယ်ထရန့်ကပြောတာကုန်ခဲ့တဲ့တပတ်လောက်ကကုလသမဂ္ဂဆိုတာဟလာအမှန်တရားလည်းမရှိတော့ဘူးကုလသမဂ္ဂမှာပြဿနာဖြစ်တယ်တန်းစီပြီးတော့ကမ္ဘာမှာပြဿနာတက်တယ်ကုလသမဂ္ဂမှာဖြေရှင်းနိုင်တဲ့စွမ်းအားလည်းမရှိဘူးစွမ်းပကားလည်းမရှိတော့ဘူးနော်အဲ့တော့ကုလသမဂ္ဂဆိုတဲ့အဖွဲ့အစည်းကိုယ်တိုင်ကိုလက်ဝယ်ခံအဖွဲ့အစည်းဖြစ်သွားပြီအဲ့တော့ OIC ဆိုတဲ့အဖွဲ့အစည်းဟာခင်ဗျားတို့ပေါ်သေးသေးလို့မထင်နဲ့ကမ္ဘာမှာချမ်းသာကြွယ်ဝတဲ့မွတ်စလင်နိုင်ငံအများစုတွေနော်ပေါင်းစည်းထားတဲ့အဖွဲ့အစည်းဖြစ်တယ်ဒါဟောခင်ဗျားတို့သိကြလားအဲ့တော့တချို့ရခိုင်ငပိန်းတွေကလည်းရှိသေးတယ်ဗါတဲ့အဲ့ဒီခိုးဝင်နေတောင်မှကုလသမဂ္ဂမှာစကားပြောနိုင်တယ်ငါတို့ရခိုင်တွေကဘာလို့စကားမပြောနိုင်တူမလားဗျဟိုမှာကနောက်ကနေပြီးတော့ OIC ကလိုသေးမရှိအောင်အတွက်ပတ်စံညောအုံနဲ့ကျင်းတဲ့ကိုပုံအော့ပြီးတော့ဒါအပံ့ပိုးပေးထားတာထောက်ပံ့ပေးထားတာရခိုင်နေမှာဘယ်မှာလဲဘယ်သူလာပေးလဲဘယ်သူမှလာမပေးဘူးဒီမေးအောင်လိုင်းကိုတိုက်နေတဲ့တိုက်ပွဲတွေကိုတောင်မှမူးစုမဆုတွေနဲ့ပြေပရောက်နေတဲ့ရခိုင်တွေကအဲ့တော့ကိုယ့်လောက်ကားတွေကဖဲပြီးတော့မရှိမပတ်စံနေနဲ့စစ်တိုက်နေကြရတာတူမလားမတူဘူးနော်ခင်ဗျားတို့45 right ကိုကြားဘူးတယ်မလား45 right ဆိုတာလေအဲ့ဒီ45 right ကဒီအာရှမှာပဲရုံးဆိုင်ထားတာနော်ပြောပြမယ်45 right ဆိုတာကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းမဟုတ်ဘူးဒီ UNICEF တို့လိုကုလသမဂ္ဂနဲ့ဓာတ်ရိုက်ကုလသမဂ္ဂလက်အောက်မှာကုလသမဂ္ဂရဲ့စီမံခန့်ခွဲမှုအောက်မှာအလုပ်လုပ်နေတဲ့အဖွဲ့အစည်းမဟုတ်ဘူးအဲ့ဒီ45 right ဆိုတာကဒီမွတ်စလင်ဒီခိုးဝင်တွေကိုအဓိက target ထားပြီးတော့နောက်ထပ်ဒီဖိလစ်ပိုင်မှာဖြစ်တဲ့ဒီမာရာဝီပြဿနာတော့အဲ့ဒီဖိလစ်ပိုင်မှာရှိတဲ့ပြီးတော့ပျောက်သွားတဲ့ဒီသမ္မတဒူတာတဲကိုတရားဆွဲတာအဲ့ဒီကိစ္စတွေပါတယ်မာရာဝီကိစ္စတွေပါတယ်အလကားလှုပ်တာတွေမဟုတ်ဘူးဒီကောင်တွေပေါင်းပြီးတော့အဲ့ဒီ45 right ဆိုတာပြောချင်တာက45 right ဆိုတာ OIC ရဲ့လက်ဝယ်ခံဖွဲ့အစည်း OIC နောက်ကနေပြီးတော့ပံ့ပိုးပြီးတော့ OIC မတ်တင်ငွေစိတ်ထုတ်ပြီးတော့ဟလာဖွဲ့စည်းထားတဲ့အဖွဲ့အစည်းပေါ်သေးသေးလို့ခင်ဗျားတို့မထင်နဲ့ကုလသမဂ္ဂလက်အောက်မှာလှုပ်နေတာမဟုတ်ဘူးတခုတော့ရှိတယ်ကုလသမဂ္ဂနဲ့ဘာဖြစ်လို့ join ဆက်ပြီးတော့တယောက်နဲ့တယောက်အပြန်အလှန်ချိုက်ဆက်ပြီးတော့လှုပ်တယ်လဲဆိုလို့ရှိရင်45 ရက်ကလူအခွင့်အရေးကိုခေါင်းစဉ်တတ်ထားတယ်အဲ့တော့ကုလသမဂ္ဂဆိုတာကလေတိတဲ့အတိုင်းပဲကဘာမှာဒီလိုပြဿနာလူခွင့်ရေးပြဿနာနဲ့ငါမောခေါင်းပါမုံနဲ့ဟလာဒီလူမျိုးစုတွေရဲ့ကြားထဲမှာဖြစ်နေတဲ့ဒုက္ခတွေအကုန်လုံးနဲ့ဆက်နွယ်နေတဲ့ခါကျတော့ဒါဒီလိုချိုက်ဆက်ပြီးတော့အလုပ်လုပ်တဲ့အဆင့်လောက်ပဲရှိကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းမဟုတ်ဘူးနော်အဲ့တော့အဲ့ဒီအဖွဲ့အစည်းတွေကိုထောင်းနိုင်နေဆိုတာပတ်စံမရှိမရဘူးခင်ဗျားတို့ထွန်းခင်တို့နေဆန်းလွင်တို့မီဒီယာတွေပေါ်မှာတက်ပြောတယ်အလကားငါ့ကိုအင်တာဗျူးပါဆိုလို့လုပ်လို့မရဘူးဘယ်သတင်းဌာနမှမလုပ်ဘူးချန်နာမပြောနဲ့မြန်မာနိုင်ငံမှာရှိတဲ့တက်ထွေးနိုင်တို့လို့ဒီတရောင်းစားသတင်းကောင်းစဉ်တက်ပြီးတော့သတင်းသမားအမိခံနေတဲ့ကောင်တွေကတော့မှပတ်စံမရရင်အင်တာဗျူးခွင့်မပေးဘူးတပတ်ပေါ့လားပတ်စံပေးရတယ်ငါဒါတွေဖြူးချင်တယ်ဒီအကြောင်းအရာတွေမင်းတို့ပေါ်လွင်အောင်လုပ်ပေးငါဒါတွေကိုပြောချင်တယ်အဓိကတာဂက်ကဒါပြောချင်တယ်မင်းတို့ highlight လုပ်ပေးရမှာဘယ်နေရာတွေလုပ်ပေးရမှာငါတို့ဒုက္ခခံစားနေရတယ်ငါတို့ရခိုင်လူမျိုးတွေအနိုင်ကျင့်တယ်ငါတို့အေကနေပြီးတော့ဟလာလူမျိုးတုံးတပ်ဖြတ်တယ်ဒီအကြောင်းအရာတွေကိုမင်းတို့ဟလာအင်တာဗျူးပဲဒီအကြောင်းအရာတွေကိုပြောဆိုပေးမင်းတို့မဲတဲ့နေရာမှာလဲဒီအကြောင်းအရာတွေပါဝင်အောင်ပြောပေးအဲ့တော့မင်းတို့မီဒီယာတွေမင်းတို့သတင်းဌာနပတ်စံဘယ်လောက်ပေးရမလဲ
တဘောပေါက်လားအဓိကဒါပဲအဲ့တော့ရခိုင်လူမျိုးတွေမှာဒါမရှိလို့ဒီလိုခံနေရတာအမှန်တရားကိုမျက်စိအောက်မှာမြင်နေရအောင်တွေမကသေးဘူးကိုလူမျိုးတွေကလည်းမဟုတ်တာကိုခံစားနေကြတယ်ဒါပေမဲ့ပတ်စံမရှိဘူးဒရင်ဌာနတစ်ခုမှာအော်ဂျင်နယ်တက်အော်လို့မရဘူးပတ်စံပေးပြီးတော့အော်ရတာတပြားနဲ့မရဘူးကုလသမဂ္ဂမှာလည်းဒီတိုင်းပဲအော်ဖို့ဆိုလို့ရှိရင်အော်မဲ့သူသွားမဲ့လာမဲ့စားမဲ့တောက်မဲ့ဇယိုက်စကားအစနော်အဲ့တော့ရှင်းနေတယ်ငားရတယ်ဒေါအောင်ဆန်းစုကြည်လက်ထက်ရလေခင်ဗျာအကြားဘူးမှာပါဗျာ ICC မှာသွားပြီးတော့ဒေါအောင်ဆန်းစုကြည်သွားဖြည့်ရှင်းတာနယ်သာလန်တိုင်းမှာရှင်းနေငားရတယ်တပြားနဲ့ငားလို့မရဘူးတကြနဲ့ငားလို့မရဘူးဒေါ်လာတန်းချီပြီးတော့တန်တဲ့ရှင်းနေအကောင်းစားတွေငားရတယ်လော်ဘီအုပ်စုတွေငားရတယ်အဓိကငွေပဲကဘာမှာသိလားအဲ့တော့ရခိုင်လူမျိုးတွေလည်းငါဒီနေရာဓာတ်ရိုက်နေပြီးတော့နော်တိုက်တွန်းချင်တယ်ငါတို့လူမျိုးတွေလက်နဲ့ရှိအောင်လုပ်လက်နဲ့မရှိရင်ငွေရှိအောင်လုပ်ငွေလည်းမရှိဘူးလက်နဲ့လည်းမရှိဘူးမလားအေးဘာမှမမျောလင်းနဲ့ဘလောက်ပဲရခိုင်လူမျိုးတွေမှန်နေပါစေကဘာကြီးမှာအမှန်တရားဆိုတာမရှိတော့ဘူးငါတို့မှန်နေပါစေငါတို့ဘလောက်အပဲအမားတွေကိုလောက်ထားတဲ့လူမျိုးမဟုတ်ပါစေကဘာကြီးကငါတို့ခံစားနေရတဲ့ဒုက္ခတွေကိုချင်းစာပေးနိုင်မှာမဟုတ်ဘူးကူညီပေးနိုင်မှာမဟုတ်ဘူးနော်အဲ့တော့ငွေမရှိဘူးမလားဆင်းရဲတယ်မလားလက်နဲ့ကင်ပြီးတော့အင်အားတောင်းတင်းတဲ့အဖွဲအစည်းတစ်ခုကိုခင်ဗျားတို့ဝိုင်းပြီးတော့ထောက်ပံ့ကြပံ့ပိုးကြဒါကျွန်တော်အမြဲတမ်းပြောတယ်ဗျာကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်ပြောလာတာဒီစကားတွေကလည်းအားလေးညောင်းလာပြီဒီစကားတွေကလည်းအကြောင်းအရာတွေလည်းထပ်နေပြီကဘာကြီးမှာအမှန်တရားမရှိတော့ဘူးဒါကြောင့်မလို့ဒီဒေါ်နယ်ထရန့်ကနေပြီးတော့ပြောတာကဘာမှာနေပြီးတော့ကုလသမဂ္ဂအဖွဲ့အစည်းဆိုတာဘာမှသုံးစားမရတော့ဘူးပြဿနာတွေတန်းစီပြီးတော့တက်တယ်ယူကရိန်းကိုကြည့်မလားထိုင်ဝမ်နဲ့တရုတ်ကိုကြည့်မလားကျွန်တော်အစ္စရေးနဲ့ပါလက်စတိုင်းကိုကြည့်မလားအခုဒီခိုးဝင်ကိစ္စကိုကြည့်မလားကျန်တဲ့တခြားတော့ဒီအာဖရိကဥရှိုဒေသမှာတက်နေတဲ့လူမျိုးရေးဘာသာရေးပြဿနာတွေဘာတစ်ခုမှအမှန်တရားကိုကုလသမဂ္ဂကမရှာဖွေပေးနိုင်ဘူးဝင်ရောက်ပြီးတော့ဖြည့်ရှင်းပေးနိုင်တာလည်းမရှိဘူးဒီနေ့ထက်ထိအဲ့ဒီလိုမျိုးလိုက်ခဲ့တဲ့နဲ့ဟာလားအကျဉ်းသားချက်တွေထောက်လိုက်စိုးရင်လည်းအကြောင်းနဲ့ပူပန်တဲ့အကြောင်းနဲ့ဟာလားဒီလိုကျဉ်းသားချက်တွေထောက်ပြီးတော့တကားပိုက်လိုက်ဖွင့်လိုက်ဓာတ်တွေလှုပ်ပြီးတော့ပဲအရှင်ကုန်နေတယ်ဒါကြောင့်မလို့ဒေါ်နယ်ထရန့်ကပြောတာဒီကုလသမဂ္ဂအဖွဲ့အစည်းဆိုတာ OIC ရဲ့လက်ထဲကိုကျသွားပြီရောက်သွားပြီတရုတ်တွေရဲ့လက်ထဲကိုရောက်သွားပြီလို့ဓာတ်ရိုက်မပြောတာပဲရှိတယ်နော်အဲ့တော့ဒေါ်နယ်ထရန့်ပြောတဲ့ဗီဒီယိုကိုလေခင်ဗျားတို့ရှာကြည့်လို့ရပါတယ်ဗျာ YouTube မှာနော်အဲ့တော့ OIC ဆိုတာပေါ်သေးတဲ့အဖွဲ့တွေမဟုတ်ဘူးတကယ်ကောအာရနိုင်ငံတွေချမ်းသာတဲ့နိုင်ငံတွေမွတ်စလင်နိုင်ငံတွေထဲမှာချမ်းသာတဲ့နိုင်ငံတော်တော်များတယ်အဲ့ဒီအဖွဲ့အစည်းတွေကပတ်စံတွေစိတ်ထုတ်ပြီးတော့အဲ့ဒီ OIC နိုင်ငံမှာရှိတဲ့ငွေကြေးတွေကအဖွဲ့အစည်းရန်ပုံငွေတွေကကုလသမဂ္ဂထဲတော်မှရန်ပုံငွေတောင်းသေးတယ်နော်ကုလသမဂ္ဂမှာတောင်မှကိစ္စတစ်ခုခုပြဿနာတစ်ခုခုဒုက္ခတွေကိစ္စတစ်ခုခုအတွက်ဟလာဖြည့်ရှင်းမယ်ဆိုလို့ရှိရင်အလူငွေကောက်ခံမယ်ဆိုလို့ရှိရင်ကဘာရမှာရှိတဲ့နိုင်ငံတွေကိုသွားပြီးတော့ခြေတလုံးကိုသွားဖက်နေရတယ်အာလူငွေထဲကြပါဒီပြဿနာဒီလိုရှိနေအာအစနာရိုက်ခါအတွက်ဒီမှာရိုက်ခါမလုံလောက်တော့ဘူးအာပတ်စံထဲကြပါအောင်ဒီလောက် OIC မှာအဲ့လိုမရှိဘူးပတ်စံဘယ်လောက်လိုလဲရောခွဲတန်းချပြီးတော့ထည့်ပေးလိုက်ပြီးသွားပြီအဲ့ဒီလိုမျိုးပတ်စံရှိတဲ့အဖွဲ့အစည်းတွေနိုင်ငံတွေကနေပြီးတော့အခုဒီခိုးဝင်ကိစ္စတွေကိုလေရခိုင်လူမျိုးတွေကိုဒီလိုလောက်နေတာရခိုင်လူမျိုးတွေဒီလိုခံစားနေကြရတာကိုသိရနဲ့နော်ငွေများတရားနိုင်ဆိုတဲ့ဒီကနေ့မျက်မှောက်ကာလမှာကဘာကြီးကနော်တော်တော်လေးကိုကဘာမှာနေပြီးတော့ကတောင်းကနေနေဖြစ်နေကြတယ်နော်အဲ့တော့ဥရောပမှာလက်တီတိုင်းပဲပြင်သစ်တို့စပိန်တို့ဂျာမနီတို့နော် British တို့အပြဿနာအများကြီးတက်နေတယ်ခင်ဗျားတို့အဲ့ဒါတွေကိုသိလား